ချက်စားလို့မရပဲပြုတ်စားခုတ်စားလို့ရတဲ့ ဘယ်နှချိန်လောက်ပြေးလိုက်ကို 3ချိန် 3ချိန်ကျွန်တော်သိကြည့်နေတာမျက်မှန်နဲ့ဆိုလေဒါမဲ့ဒီထဲမှာကိုယ့်ထက်ငယ်တွေပါပြီးမဲ့လေအရန်ကိုအတက်ကြွပြီးအရန်ညံနေနော်အပြေးရပြန်အငယ်ဆုံးလား ဟုတ်တယ်ဒီခွဲထဲမှာကျွန်တော်အရင်ဆုံး လူကောက်ကြိုင်ပွဲအထက်ကပစိုးတွေလည်းကျွတ်ကြနေပါပြီ